ဒီကိုတွေအားလုံးမင်္ဂလာပါကျွန်တော်ပြောတယ်ကိုကောင်းကြီးကျွန်တော်တို့မွေးစေးရဲ့ကိုကောင်းအခုဖော်ဆက်ထားတဲ့မွေးစေးကဘလို့ကြီးကောင်းတာလဲကျွန်တော်ကဒီဆေးတွေကိုကျွန်တော်သုံးလာတာအများကြီးကြာကျွန်တော်ဆိုနှစ်ပေါင်းမနေတော့နှစ်20ကျော်တော့ပြီးတော့ကျွန်တော်ကြက်တိုက်လာဒါပေမဲ့လို့နှစ်20အတွင်းမှာဒီပေါ့နော်ဒီကျွန်တော်အခုဖော်ဆက်ထားတဲ့မွေးစေးကကျွန်တော်ကီကီတွေလည်းပါမယ်ကျွန်တော်အောင်ကျော်စင်မီယိုဗီယာအမီကတ်တွေလည်းပါမယ်162တွေလည်းပါမယ်နောက်ပြီးတော့ဒီပေါ့နော်ဂျိုးရီယာစီးတွေလည်းပါတယ်ဗျအဲ့လိုစီးမျိုးတွေနဲ့ကျွန်တော်ပေါ်ဆက်ထားတာကြက်ကဘာတွေကောင်းလို့ဆိုတော့ကျွန်တော်ဝိုင်းထဲမှာမောသွားတာတို့ဒူးခွေသွားတာတို့နောက်ပြီးတော့မူရဲကြီးထဲမှာသူကြိတ်ကြီးကြိတ်တွေမှာပြုတ်သွားတာတို့မရှိဘူးဗျနောက်ပြီးတော့ဟိုဆေးက3မျိုးဆိုတော့သိရမလားဟိုဝါတာတွေဝါတာတို့အီတာတို့စိတ်နာတို့လည်းမရှိစီရဘူးသိရမလားဟိုကျွန်တော်ကအချိန်တွေတာရှော့မယ်ဗျာနောက်ပြီးတော့ဟိုလောကကြီးရှော့မယ်ဗျာသူ့ကိုဒီပွေးစေးသုံးနေကြတာပြီးတော့ငွေကုန်ကြီးရလည်းတားတတ်မယ်ဥပမာကျွန်တော်ကအချိန်တွေဘာတွေရှော့မယ်ဆိုတော့ကျွန်တော်ကချက်ကိုကြမွေးချက်ကင်ပုတ်တက်ပေးစရာလည်းမလိုတော့နော်ဒါတိုင်းမလိုတော့ဗျာလိုတော့လိုရမှာနော်တိုင်းမလိုတော့ဒီဆေးရအာနိသင်เนี่ยနောက်ပြီးတော့ဒီအမဲသားတို့ငုံဥတို့ခါချက်ဥတို့နောက်ပြောင်းမှုတို့ပြောင်းမှုကြောက်ပြောင်းမှုဘောနော်နောက်ပြီးတော့ဒီဘောနော်နောက်ဖြစ်ဆက်အစောဖြစ်ဆက်အားစေးတွေလဲဒီစိကဒီစိလောက်ပြရတယ်မလိုတော့ဘူးတော်တတ်တာနော်တိတာတော့ကျွန်တော်ပြောချင်တာအဲ့တော့ဟိုဖြစ်ဆက်တွေအစာတွေမလိုတော့ဘူးပြီးတော့ဒီဘောနော်ဝါရာအီရာတွေမလိုတော့ဘူးနောက်ပြီးဝိုင်းထဲမှာဟိုတိုက်ပြန်လာတဲ့နေ့ကနေစပြီးတော့တိုက်လိုက်တဲ့အချိန်မှာလေကြက်ဝိတ်တွေခန်းလို့ဆိုပြီးကြက်ဝိတ်တွေရော့သွားတာတွေဟိုပိန်သွားတာတွေကြက်ဂိသွားတာတွေလုံးဝမဖြစ်ဘူးဒဏ်ပါသွားတာတွေဒဏ်တွေလည်းပြည်တယ်အဲ့စီကအလူကိုကောင်းတာဗျဟိုတိုက်ပြန်လာတဲ့နေ့ကနေတိုက်ပေးလိုက်ဗျ20ရက်လုံးဝ10ရက်15ရက်ဆိုကြက်ကတင်းခဲပြီးတောင်းတင်းပြီးမာတောင်းသွားတာအဲ့တော့ကြက်ကနောက်ပြီးတော့ကြက်ကအစီပူတွေလုံးဝမရှိစရာဘူးမနှက်ကြီးပိုင်းလေးကတိုက်ပြီးကြက်ကတားကောင်းတာနော်ကျွန်တော်ဒီຢာလေးရတော့ကျွန်တော်ဟိုကိုတိုင်းတာရကျွန်တော်ရဲ့ဆေးပေါ့နော်ကျွန်တော်ဆေးပေါ့နော်အဲ့လိုပဲကျွန်တော်ဆေးဆိုဒါမဲ့လို့ဟိုအသိပညာအတတ်ပညာစီကဆေးတွေအာယူအကုန်လုံးပေါင်းဖက်တာနော်ရိုးရာဆေးလည်းပါတယ်နောက်ပြီးတော့ဒီမြန်မာဒီပြည်တွင်းတွေကဝယ်ရလွယ်ကူတဲ့ဆေးတွေလည်းပါတယ်ကျွန်တော်ထောင်းထည့်ပြီးတော့ထည့်ပြီးတော့ပေါ်ဆက်ထားတာနော်ဆေးအတွက်ကတော့မပူနဲ့ဒီကိုဒီဆေးနဲ့ပတ်သက်ပြီးကိုကဘလူရင်းနဲ့ကိုကတာဝန်ယူမှုတာဝန်ခံမှုရရှိတယ်ဒီဆေးကိုကျွန်တော်3ကြည့်လို့10ရက်နေလို့ဟိုကျွန်တော်မနေ့တိုင်းကျွန်တော်ပြောတဲ့ပုံစံတိုင်းလေးတိုက်ကြည့်လို့10ရက်အတွင်းတိုးတက်မှုလုံးဝမရှိဘူးဆိုရင်43153လို့958ဘိုင်ဘာကိုဆက်သွယ်ပေးပါငွေတစ်ခါလေးပြန်အပ်ပြီးမယ်ကြက်ပျက်စီးသွားကြက်ပျက်စီးကဆုံးရှုံးမှုပါကျွန်တော်တစ်ခါလေးကြော်ပေးဦးမယ်ဒါကျွန်တော်ရဲ့ဆေးအတွက်ကျွန်တော်အဲ့လိုအာမခံပေးကြက်ကိုချစ်လင်းစီရမယ်ကြက်တောင်းတင်းနေစီရမယ်ကြက်ခုတွေလုံးဝရောမသွားစီရဘူးကြက်စိတ်တွေပူလာစီရမယ်ကြက်နဲ့ပတ်သက်တာလုံးဝကိုပဲမျက်နှာဆုံးရှုံးမှုမရှိစီရဘူးဗျာကျွန်တော်မွေးစေးပေါ့ဒီဆေးသုံးပြီးသွားရင်တန်တဲ့ဆေးတွေတိတ်ဘာမှမလုပ်တော့ဘူးအဲ့လောက်ကိုကျွန်တော်မွေးစေးစိတ်ချပါကျွန်တော်ဖုန်းနံပါတ်လေးလည်းမှတ်ထားအောင်နော်ညီမအားပေးကြပါအောင်ဗျကျွန်တော်ဝါသနာတကယ်ကြီးရဗျမုန်းနေမိုးတွေတာရွာလဲကျွန်တော်ကြောက်ဝိုင်းကိုမသွားရရင်မနေနိုင်ဘူးဗျဒါကျွန်တော်တို့တကယ်ဟိုအဲ့လိုတော့နော်ဝါသနာပေါ့ဝါသနာအရင်ကနဲ့တက်ခံလေးရှိရပါတော့မိုးရွာလဲကျွန်တော်သွားကြတာဝါသနာလေးပဲ